မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေဂျာဇာပရိသတ်သမီးမိတ်ဆွေများတော့ဒီတစ်ခါမှာတော့2025ခုနှစ်မေလ15ရက်နေ့ကနေ22ရက်နေ့အထိတပတ်စာကိုဆရာဟောကြားပေးမှာဖြစ်ပါတယ်တားတော့နဲ့ဟောကြားပေးမှာဖြစ်ပါတယ်ဒါကြောင့်ဂျာဇာပရိသတ်သမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အဆင်ပြေကြပါစေကြောင်းဆရာကဒီကနေလှိုက်လဲမေတ္တာပို့ရင်းနဲ့မိတ်ဆွေဂျာဇာပရိသတ်သမီးမိတ်ဆွေများဒီအပတ်တာအတော်အတွင်းမှာမိတ်ဆွေတို့ရဲ့ရင်ထဲမှာကိုအတိုက်ခိုက်မျိုးတွေရှိနေတာမျိုးလားဟာကိုဘာကြောင့်အဆင်မပြေတာလဲဆိုပြီးတော့ကိုယ့်ရဲ့အခက်အခဲကိစ္စတစ်ခုခုကိုတေချာကိုစဉ်းစားတွေးခေါ်နေတော့ကာလာတေချာကိုဘာကြောင့်အဆင်မပြေတာလဲဆိုပြီးတော့ကိုစိတ်တိုင်းမကြခြင်းအားမရခြင်းမျိုးတွေကြောင့်ကိုပြန်လဲသုံးသပ်နေတော့ဆန္ဒတွေစိတ်တွေဖြစ်ပေါ်နေပါတယ်မိမိရင်ထဲမှာအောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ခံများလိုချင်နေတာမျိုးအဆင်ပြေမှုနဲ့ပတ်သက်ပြီးတော့များစွာလိုချင်နေသောစိတ်မျိုးတွေဖြစ်ပေါ်နေပြီးတော့ဒါပေမဲ့လက်ရှိမှာတော့မရောက်နေတာမျိုးအဆင်မပြေတာမျိုးလေးတွေကြောင့်မလို့ဘာကြောင့်လဲဆိုတာမျိုးကိုပြန်လဲသုံးသပ်နေတော့အချိန်အချိန်ကကာလအပိုင်းခြားဖြစ်နေပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာကျမ်းမာရေးနဲ့ပတ်သက်လို့အဲ့လောက်ဆူဝါးဘာမှမရှိဘူးဒါပေမဲ့လှုပ်ချင်ကိုင်းခြင်းစိတ်တွေပျောက်နေတာမျိုးဥပမာပေါ့ခလေးငယ်တွေလို့ဆိုခံမဲလိုနေတာမျိုးဖြစ်နေတယ်ဟာလှုပ်အခုလှုပ်လဲရှင်တယ်ခဏလေးကြာစိတ်ကမလှုပ်ချင်ခဏလေးလှုပ်ရင်ပြီးတာပဲဆိုပြီးစိတ်မပျော်မရွှင်ရတာမျိုးစိတ်နဲ့ပတ်သက်ပြီးတော့အတက်အကျအနေအမြင်ဘုံသေးမရှိဘဲနဲ့ဖြစ်နေတာမျိုးလေးတွေကြောင့်စိတ်ထောင်းကိုကြီးဘာကြောင့်မှလည်းမသိစိတ်ထဲမှာပျော်မနေဘူးဘာကြောင့်မှလည်းမသိဒီလိုမျိုးတွေဖြစ်နေတတ်တော့ကာလစိတ်နဲ့ပတ်သက်လာလို့ရှိရင်လေယူတုံဆိုတဲ့ကာလဖြစ်နေတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေများစိတ်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေး meditation များလုပ်ပေးတာမျိုးသို့မဟုတ်ရင်ခရီးထွက်တာမျိုးသို့မဟုတ်ကိုယ့်ရဲ့စိတ်ကို relax ဖြစ်အောင်ကြိုးစားဖို့လိုအပ်ပါတယ်လို့ပဲဆရာကပြောချင်ပါတယ်နော်ဒါအပြင်အလုတ်ကိုင်နဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးအလုပ်ငန်းကိုင်ကအလုပ်နဲ့ပတ်သက်ရင်ငွေကြီးကိစ္စတွေမှာရှေ့တိုးဆောင်ရလှုပ်ဆောင်မှာပညာရေးနဲ့ပတ်သက်ပြီးတော့ပြီးဆုံးအောင်တက်ပါလုပ်ငန်းကိုင်နဲ့ပတ်သက်ရင်အလုပ်ကိစ္စစက်တူကိစ္စညီကိုမောင်တို့ကမိသားစုကိစ္စလေးတွေမှာရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းတော့ကာလဖြစ်ပါတယ်တဦးတည်းတယောက်တည်းလှုပ်ဆောင်တာမျိုးတဲ့အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့စက်တူလှုပ်တာမျိုးတွေပေါင်းစုလှုပ်တာမျိုးလေးတွေအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်မိမိရဲ့အတတ်ပညာတိုင်းမြောက်မှုကိုအသုံးချပြီးလှုပ်ဆောင်တာမျိုးလေးတွေအကျိုးပေးပါတယ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်လာရင်နည်းနည်းလေးငွေကုန်ကြီးကြများရတာမျိုးလေးတွေကြုံရတတ်တယ်နိုင်ငံခြားကိစ္စခရီးသွားကိစ္စစလေးတွေမှာတော့ငွေကုန်ကြီးကြများရတတ်တယ်ဒါပေမဲ့နှစ်ကြိမ်လောက်လှုပ်မှအောင်မြင်စွမ်းဆောင်နိုင်မဲ့အတွက်အမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုရယူပြီးတော့လှုပ်ဆောင်တာဟာပုံမကောင်းမွန်ပြီးတော့အားသာနိုင်သောအပတ်တာဖြစ်ပါတယ်အစိုးရဝန်ထမ်းတို့ရုံးပိုင်းဆိုင်ရာမျိုးလေးတွေဥပဒေဆိုင်ရာကိစ္စလေးတွေမှာရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်ပြီးလက်လွန်ထားတဲ့ငွေကြီးတွေမှာပြန်လဲတောင်းဆိုပါမှာစကားများရတာမျိုးလေးတွေပြဿနာပဋိပက္ခဖြစ်ရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်အရှိရေးနဲ့ပတ်သက်လာရင်လူငယ်တွေအရှိရေးမှာတော့မိမိရှိသောမြန်လို့တော့သူကိုလိုက်ပြောပါဒါပေမဲ့မိမိအနေနဲ့ကိုယ့်ထက် confident များသောသူမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့တတိထားဆင်ခြင်မှာလူများကြားထဲမှာကိုကချက်တဲ့လူများကြားထဲမှာအပြောခံရတာမျိုးလေးတွေတော့တတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာနော်ဒါအပြင်သမီးစားကြီးမှာဆိုလို့ရှိရင်တော့တဦးနဲ့တူတယောက်နဲ့တယောက်ပြဿနာလေးတွေအပြိုင်ဆိုင်လေးပေါ်လာရတတ်တယ်အထူးသဖြင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့သမီးစားကြီးမှာငွေကုန်ကြီးကြများရတာမျိုးသို့မဟုတ်လို့ရှိရင်မိမိရဲ့သမီးစားပေါ်မှာမိမိရဲ့ချစ်သူအပေါ်မှာတန်တရားစိတ်များရိုးဆွဲမှုများကြောင့်တစ်ဖက်လူပေါ်မှာစိတ်ကျဉ်ကျပ်ပြီးတော့ပြဿနာကတောက်ကစားလေးတွေကြောင့်တယောက်နဲ့တယောက်တူးနဲ့တူဘာမှမဟုတ်တဲ့ကိစ္စလေးတွေမှာတဝင်းဝင်နဲ့တောက်လောင်တတ်တယ်တတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းနဲ့ဘာမှလက်တွေ့မကြရင်လက်တွေ့မဆန်ရင်မရိုးဆွဲတာအကောင်းဆုံးဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့လုပ်ငန်းအလုပ်အကိုင်နဲ့ပတ်သက်လာတဲ့အခါဒီအပတ်တာတော်တွင်မှာလုပ်ငန်းတွေနဲ့ပတ်သက်လာရင်ဖြစ်နိုင်ရင်အသစ်စတင်လှုပ်ဆောင်တာမျိုးလေးအားနည်းပါတယ်လုပ်ငန်းဟောင်းအလုပ်ဟောင်းကိုပဲသို့မဟုတ်လက်ရှိနေတဲ့အလုပ်ကိုပဲအကောင်းဆုံးဖြစ်အောင်ကြိုးစားပါကြိုးစားကမှတော့ကကြမယ်ကာလအပတ်တာအပိုင်းခြားဖြစ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းသစ်လှုပ်ဆောင်တာမျိုးလေးအားနည်းပါတယ်လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုပြောင်းတာမျိုးနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးအပြောင်းလဲလှုပ်ဆောင်တာမျိုးလေးအားသာကောင်းမှုတိုးတက်နိုင်ပါတယ်ဒါပေမဲ့ကြွေတလက်ကြက်တခုံလုပ်တဲ့အလုပ်လေးတွေသတိထားပါအလောင်းကစားအပျော်ပါနဲ့ပတ်သက်လာရင်သတိထားဆင်ခြင်ရမယ့်ကာလဖြစ်တယ်လူယုံမလွယ်ပါနဲ့လူယုံတော်တော်လေးတတ်တဲ့အတွက်သတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်ပြီးတဲ့အခါမိမိတို့အနေနဲ့ကံကိုလောင်ကြည့်ထပ်ရတဲ့လူတွေပေါ့နော်အတက်နိုင်ဆုံး view site ပါဆိုလိုတာဗျာနော်မစွန့်စားမှာပါနဲ့ဥပမာပေါ့အမင်းကိုတက်လို့ရတဲ့လို့ဆိုငါကူးနေကြပါဆိုပြီးတော့ဟိုဘက်ကဥပမာပေါ့ဥပမာတိုက်တွေပါလေနှစ်ထပ်ကူးမယ်ဟိုဘက်တွေပဲလမ်းကူးတာဆိုကျိုးလေးကိုတေချာရှိပြီးကူးပါဟောငါနဘောကလည်းကူးနေကြပါဆိုမှရှေ့လျှော်လက်လျှော်တာမျိုးလေးတွေဒီလိုမျိုးပေါ့ဆရာဥပမာပေးတာနော်သတိထားဆင်ခြင်ရန်တော့လိုအပ်သောကာလဖြစ်တယ်အတိမ်ဆောင်မှာရုံမခံတင်သောအရာမျိုးကိုတိရှာရှာတိကျမြင်လောက်တာပိုကောင်းနေဆိုတဲ့ကာလဖြစ်ပါတယ်ခင်ဗျာနော်ဒါအပြင်
မိတ်ဆွေတို့အနေနဲ့ဒီကာလအတွင်းမှာဆိုလို့ရှိရင်ဖြက်လန်းနည်းနဲ့လိုက်တာမျိုးလေးတွေမအောင်မြင်နိုင်ပါဘူးခက်ခဲနိုင်ပါတယ်တတိထားဆင်ကျင်ပေးဖို့လိုအပ်ပါတယ်ရေချားမြေချားနဲ့ပတ်သက်လာလို့ရှိရင်ရေချားမြေချားနဲ့ပတ်သက်ပြီးတော့ခရီးသွားကိစ္စလေးတွေမှာတော့ရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းတယ်တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲလေးတွေနဲ့လှုပ်ပါဘာကိုဖြစ်ဖြစ်မိမိအမိခံလှုပ်တာမျိုးလေးတွေအားနည်းစီပါတယ်အမိတက်ချင်းထင်ပေါ်ခြင်းဆွမ်းနာလို့ပေါ့အများနဲ့အပွဲအစည်းနဲ့ပတ်သက်ပြီးပြောဆိုတဲ့အခါမှာကိုယ့်ရဲ့စမ်းအားတွေကြာနေတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့တယောကမုန်းလေးနဲ့ခေါင်းချော်တာမျိုးဖြစ်စီစိတ်ပြေလက်ပြောက်အောင်ခိတ္တခဏနားယူပြီးတော့မှလှုပ်ဆောင်တာပုံမှုပြီးတော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ဆိုတဲ့အကြောင်းကိုထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာဝေးနေတာပဲတူကောင်းမယ်ဆိုတဲ့အတိုင်းပဲเนาะဝေးကွာနေတော့သူများကိုကတော့ဘာမှစိုးရိမ်စရာမရှိပါဘူးအဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိတတ်တယ်ဝေးကွာနေသူတွေတရင်ကောင်းကြားရတာမျိုးမိမိရဲ့အိမ်နောက်ဘက်နဲ့ပတ်သက်ပြီးတော့ငွေဝင်လာတာမျိုးတွေကြုံရတတ်တယ်လို့အထောက်ပံ့အကူအညီကောင်းတွေရရှိတတ်တယ်ဒါပေမဲ့အတူရှိနေတဲ့မိတ်ဆွေများအပေါ်ကတော့တဦးနဲ့တူတယောက်နဲ့တယောက်ကြားမှာနားလည်မှုများပြီးတော့စကားပဋိပက္ခလေးတွေကြောင့်စိတ်ဆိုးစိတ်ကောက်တာမျိုးအိမ်ပေါ်ကဆင်းသွားတာမျိုးသို့မဟုတ်လို့ရှိရင်လည်းမိမိရဲ့အိမ်နောက်ဘက်ကယာရုတက်လို့မိမိကိုယ်တိုင်ယာရုတက်လို့ခဏခွဲရတာမျိုးလေးတွေကြုံရတတ်တယ်တကယ်လို့မှမိတ်ဆွေတို့နဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အစင်ကလည်းမပြေဘူးညအိမ်ညနေဝင်လာမဲ့ဖို့အတွက်သို့မဟုတ်ရင်မိမိအိမ်အတွင်းကိုညအိမ်ညနေလာမဲ့သူရှိလို့ရှိရင်တော့မိမိအနေနဲ့မိမိအိမ်အတွင်းမှာရှိတဲ့မိသားစုဝင်တဦးတယောက်ကိုညအိမ်ထွက်အိပ်ပေးပါခင်ဗျာနော်ပြီးတဲ့အခါဒီလိုမျိုးပေါ့ထွက်မအိပ်သေးဘူးဒီလိုမျိုးလဲညအိမ်ညနေဝင်ထားတယ်အိမ်တော်ကြီးကလည်းအစင်မပြေသေးဘူးမိမိအိမ်မက်ထဲမှာခွေးတွေအိမ်မက်တွေလူသေးတာတွေတွားကျိုးတာတွေမှတ်တယ်ဆိုရင်တော့ညအိမ်ညနေတယောက်လောက်တော့ရှင်နှချောင်းအရှင်ထွက်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒီအပတ်တာတော်ဒီမှာမိတ်ဆွေကြာသာပရိသတ်သမီးများအနေနဲ့ဆရာပြောတဲ့အတိုင်းတေချာမပြတ်မကွက်လုပ်ပေးပါကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးရှူကြတာမျိုးရုပ်တရက်ညံ့လာတာမျိုးဆိုရင်တတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိရဲ့လုပ်ငန်းအတွင်းမှာအလုပ်အတွင်းမှာမကောင်းတဲ့အတတ်ပညာတွေအတိုက်ခိုက်တွေကြောင့်ပြူစားတိုက်ခိုက်ခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်ထို့အပြင်ဆရာထပ်ပြောပါမယ်ကြာစာပရိသတ်သမီးအများစုဒီတစ်ပတ်တာတော်တွေမှာကန်အနေငယ်လေးညံ့တဲ့အတွက်ကြောင့်မလို့တတိထားဆင်ခြင်ပေးရအတွက်လိုအပ်ကြောင်းထပ်မံပြီးတော့ပြောကြားလိုက်ပါရစေမိမိအိမ်အတွင်းမှာဖနက်ဆုပ်တွေအိုးဆုပ်တွေတောင်းဆုပ်တွေပလုံးဆုပ်တွေရှိရင်စွန့်ပေးပါဘုရားဆင်းလူတော်အပဲ့တွေအပြတ်တွေရှိရင်စွန့်ပေးပါပြီးတော့ဖြစ်နိုင်နှုတ်ကနေအာနမိတ်ဆောင်နဲ့တေးတယ်ပြတ်တယ်ကြေးတယ်ဆိုတာမျိုးလေးတွေကိုမပြောပါနဲ့ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဒီကာလတော်တွေမှာဆိုစက်ပစ္စည်းယင်နဲ့ပတ်သက်လာတဲ့အခါမှာစက်ပစ္စည်းယင်နဲ့ပတ်သက်ပြီးတော့အဟောင်းတွေအပြတ်တွေရှိလို့ရှိရင်လည်းစွမ်းနာလို့ပေါ့မိတ်ဆွေတို့အနေနဲ့စွမ်းနာချင်းထုတ်တာမျိုးအသုံးမလို့တာတွေချင်းထုတ်တာမျိုးလုပ်ပေးပါဖြစ်နိုင်မွေးနေ့မှာဖဏတ်မဝယ်ပါနဲ့လို့ပဲဆရာကထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်တာတော့ဒီအပတ်တာတော့ဒီမှာဆက်ဆရရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအောင်မြင်တိုးတက်မှုတွေရရှိစေရန်အတွက်ဆိုရင်မိမိအိမ်မှာမြတ်စွာဘုရားမှာဖျောင်းနိုင်တိုင်းတို့မဟုတ်ဖျောင်းနိုင်တိုင်းတို့မဟုတ်ရင်မီးအိမ်လေးဆွမ်းနာလို့ပေါ့မီးနဲ့ပတ်သက်တာဆိုတော့ဆရာတို့မီးအိမ်လေးတစ်ခုခုအလင်းအိမ်လေးတစ်ခုခုကိုထွင်းကြည့်သွားတာမျိုးဖျားမီးလေးထွင်းပြီးတော့မိမိရဲ့လိုရာကိစ္စကိုသွားရင်အောင်မြင်တိုးတက်နိုင်သောကာလဖြစ်ပါတယ်ဘာသာတရားများများပို့လုပ်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျဒါအပြင်မိတ်ဆွေတို့ဒီအပတ်တာတော်တွင်မှာဆိုရင်အနီရောင်အနက်ရောင်လေးတွေကိုတတိထားဆင်ကျင်ပေးပါ0ကနန်း100ပြည့်ရာပြည့်10ပြည့်1000ပြည့်ကနန်းလေးတွေကိုတတိထားပြီးတော့လုပ်ပါဥပမာပေါ့20ရက်နေ့ဒီမှာအရေးကြီးတဲ့ကိစ္စတွေကိုမလုပ်ဖို့ထပ်လောင်းပြောကြားလိုက်ပြရစီမိမိတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့ခါကျရင်စက်မိတ်ဆွေကြာသာပိသားများ19ရက်နေ့ဒီမှာလှုပ်ဆောင်တာပုံမူအားသာပြီးတော့ကောင်းမွန်နိုင်သောအပတ်တာကာလဖြစ်ပါတယ်ခင်ဗျထို့အပြင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရအစဉ်ပြေအောင်မြင်တိုးတက်ဇေယံတို့ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့မနမိုးလင်းတဲ့အခါမှာနော်မနမိုးလင်းတဲ့အခါမှာဆရာတို့ဟိုရတိဥက္ကဏီရဲ့ဒနာသိဋ္ဌိလို့ခေါ်တော့ငွေဝင်ကားတော့မနမိုးလင်းတာနဲ့28ခေါက်ရွတ်ညအိတာနဲ့28ခေါက်ရွတ်ပါငွေကြီးအခက်ခဲတွေအားလုံးပြေပြောက်သွားမယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောလိုပါတယ်အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်1ကဏ္ဍ2ကဏ္ဍရှစ်ကဏ္ဍဖြစ်ပါတယ်ခင်ဗျအဆက်ဆက်ရအစဉ်ပြေအောင်မြင်တိုးတက်စီတော့အယောင်အနေနဲ့ဆိုရင်အဝါရောင်အပြာရောင်မိတ်ဆွေတို့အပန်းရောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုအားသာဇေကြောင်းနဲ့ဇာစာပရိသတ်မိတ်ဆွေတွေအားလုံးအဆက်ဆက်ရအစဉ်ပြေလို့ဘေးပြရာတွေဝေးကွာကြပါစေကြောင်းဆရာကပြောလိုပါတယ်ဆရာငယ်ပါခင်ဗျအဘေဒင်မင်းမြန်းချင်းခု9392934ရှောင်း WhatsApp Telegram မှာဖြစ်စီ Viber မှာဆက်သွယ်နိုင်ပါတယ်ဆရာ TikTok Messenger ကနေဧည့်သည်လက်မခံကြောင်းနဲ့အတုအပသတိထားကြောင်းနဲ့အခုလိုရုပ်ရှောလေးရတာဆရာဖြစ်ကြောင်းပြောရင်းနဲ့ကဲဆရာတို့နောက်ပတ်မှာပြန်ဆုံးပါမယ်ဂျာစာပရိသတ်သမီးတွေအားလုံးအောင်မြင်မှုတွေရရှိလို့လူတိုင်းကြံတိုင်းကောင်းကျိုးလိုရာဆန္ဒပြကြပါစေလို့ဆရာကဆုတောင်းတောကနာပြုတာလိုက်ပါတယ်ခင်ဗျာ